တချို့ကြောင်းထမင်းဘူးလေးပြင်မယ်ပေါ့နော်ဒီနေ့ကတော့ပဲရစာလေးစပြီးတော့ချက်ပါမယ်စီအိုးလေးတည်ပါမယ်တည်ပြီးရင်ကြက်သွန်နီလေးထည့်မယ်ပေါ့နော်ကြက်သွန်နီလေးမွေးသွားရဆိုရင်စနွေးမုံလေးထည့်လိုက်မယ်စနွေးမုံလေးထည့်ပြီးတော့စီတက်ပြီးသွားရင်ပဲရစာလေးရေးဆေးထားတာလေးထည့်မယ်နော်ဒါကတော့လူကြီးတွေအတွက်ပါဆိုတော့နည်းနည်းများရပေါ့နော်အဲ့တော့ခါကျတော့ပြီးရင်ရေလေးတွေထည့်လိုက်မယ်ထည့်ပြီးသွားရင်အဖုံးလေးအုပ်ထားပါမယ်ဒါတော့ရေလေးထည့်တာပါပဲရစားလေးတအားမြန်တဲ့ကလေးထမင်းချိုင်းထည့်ရင်လေဒါ10မိနစ်ဆိုကြက်ပြီပေါ့နော်အဲ့တော့ကလေးလဲကြိုက်တယ်ဆိုရင်တော့ပဲရစားလေးကိုအရေးတောက်တစ်ခွက်ထည့်ပေးရအဆင်ပြေပေါ့နော်ဒါကတော့ကြက်ကြော်ပါကြက်ကြော်ကကြက်သားကတော့ကြက်ပြီးသားပေါ့နော်နေ့တော့ကအိုးထဲမှာကြံတဲ့ကြက်သားပေါ့နော်အကြံဆိုပေမဲ့လည်းသူကတခြားလေးရေခဲတတိုင်မှာထည့်ထားရပေါ့နော်အဲ့တော့ခါကျချက်သားအနံ့လေးကောင်းတယ်ပေါ့နော်အဲ့တော့ပြန်ပြီးကြော်လိုက်ခြင်းအပြင်လုံးဝတိုးနိုင်ခြင်းနဲတယ်ပေါ့နော်အဲ့တော့ခါကျတော့ဒါကကျတော့သူကြိုက်တဲ့ပန်းပွင့်ကြော်လေးသွားမှာပေါ့နော်ဒီနေ့ကဟင်းရည်ပါတယ်ချက်သားပါတယ်ဆိုအရွက်မပါသေးတော့ပန်းပွင့်ကြော်လေးထည့်ပေးမှာဖြစ်ပါတယ်ပန်းပွင့်ကြော်လေးကတော့ရှုပ်အကြိုက်ပေါ့နော်မွေးသွားအောင်ချက်သွန်တွေကိုစီတက်လိုက်မယ်ပန်းပွင့်လေးကိုထည့်လိုက်မယ်ထည့်ပြီးရေထည့်ပြီးရင်ပေါ့နော်ဤချင်း15မိနစ်ပေါ့နော်တိတ်ပြီးမဤချင်း10မိနစ်ဆိုရင်ပန်းပွင့်ကြော်လေးကကြက်ပြီပေါ့နော်ပန်းပွင့်ကြော်လေးကလည်းတအားမြန်တဲ့ကြောင့်မို့ကလေးထမင်းချထည့်ရတာအဆင်ပြေပေါ့နော်အရေးတောက်တစ်ခွက်ထဲမှာအရွက်ပါရင်တော့အရေးတောက်တစ်ခွက်အသားတစ်ခွက်ဆိုရပြီပေါ့နော်အရေးတောက်ထဲမှာအရွက်မပါရင်တော့အရွက်တစ်ခွက်အသားတစ်ခွက်အရေးတောက်တစ်ခွက်3ခွက်ထည့်ပေးလေးရှိရပေါ့နော်အဲ့လိုမျိုးအာဟာရစုံသွားအောင်လို့ပေါ့နော်5မိနစ်လောက်တည်ထားမယ်အဟင်းလေးရပြီပေါ့နော်ပွက်နေပြီပွက်နေရဆိုတော့စားထည့်မယ်ပေါ့နော်စားထည့်မယ်ဒါကတော့ခယူးစီထည့်ရပေါ့နော်ပုံမှန်တော့ပဲရည်ထည့်ပေါ့နော်ပဲရည်ကကုန်နေပြီဆိုတော့ခယူးစီလေးနည်းနည်းထည့်လိုက်တယ်ပေါ့နော်နည်းနည်းလေးပါအဲ့ဆိုဟင်းလေးကပို့ပြီးတော့ချိုသွားရပေါ့နော်တောက်လို့ကောင်းသွားရပေါ့နော်အဲ့တော့ထမင်းကြရပါပြီစနက်တိုင်းအတွက်ကကြတော့ကပလာသီးမဟုတ်လားစမ်းကစ်သီးလေးထည့်ပေးမှဖြစ်တယ်ပေါ့နော်တလုံးလုံးထည့်ရင်သူကမကုန်တဲ့တကြမှုတစ်ချမ်းပဲထည့်ပြီးမှဖြစ်တယ်ပေါ့နော်နောက်တစ်ချမ်းအောင်ရေခဲတတားထဲမှာတင်ထားမှဖြစ်ပါတယ်အမျိုးလေးစိတ်ပေးလိုက်တယ်ဆိုရင်သူစားရလွယ်တယ်ပေါ့နော်ဒါတော့မုံစနက်တိုင်းအတွက်မုံဘူးလေးပါမုံလေးအနေနဲ့မိုင်းလုံးနဲ့ဝေဖာလေးလည်းတက်ထည့်ပေးလိုက်ပါတယ်